ချင်းသိမ့်မင်းနှင့်ညံကောင်းသောယုံကလေးရှေးတုန်းကတောအုပ်ကြီးတစ်ခုထဲမှာအလွန်ရက်စက်တဲ့ချင်းသိမ့်မင်းတစ်ကောင်ရှိတဲ့သူဟာနေတိုင်းတောထဲကတရိษံတွေကိုအလွန်အကျွံတက်ဖြတ်စားတောက်လေးရှိတယ်။ဒါကြောင့်တရိษံလေးတွေဟာကြောက်လန့်တကြားနဲ့ချင်းသိမ့်မင်းစီမှာအတနာခံပြီးအရှင်မင်းကြီးအရှင်ကအတင်းလိုက်ဖမ်းเสียမလိုပါဘူး။ကျွန်ုပ်တို့တရိษံတွေတဲကတကောင်ကိုနေတိုင်းအလှည့်ကျအစားအစာအဖြစ်လွှတ်ပေးပါမယ်လို့ကတိပြုကြရတယ်။တနေ့မှာတော့ယုံကလေးတစ်ကောင်ရဲ့အလှည့်ကိုရောက်လာပါတယ်။ယုံကလေးဟာတေရမာကိုကြောက်ပေမဲ့သူ့ရဲ့ဉာဏ်ပညာကိုသုံးပြီးတောသူတောင်သားအားလုံးကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်သူဟာချင်းသိမ့်မင်းစီကိုတမင်တကာနောက်ကျပြီးမှသွားခဲ့ပါတယ်။ချင်းသိမ့်မင်းကဗိုက်စာစာနဲ့အမျက်ထွက်ပြီးဘာလို့ဒီလောက်နောက်ကျနေရတာလဲလို့ဟိန်းဟောင်မေးတာပေါ့။ယုံကလေးကတုံတုံရင်ရင်နဲ့မင်းကြီးကျွန်တော်မျိုးလာနေတုန်းလမ်းမှာအရှင်ထက်ပိုကြီးပြီးပိုတန်မာတဲ့တခြားချင်းသေးတကောင်ကကျွန်တော်ကိုဖမ်းဆားဖို့စူးစမ်းလို့ပါအဲ့ဒီချင်းသေးကသူကသာဒီတော့ရဲ့ဘရင်လို့ပြောနေပါတယ်လို့လိန်ပြောလိုက်ပါတယ်ဒါကိုကြားတော့ချင်းသိမင်းဟာဒေါသအလိမ့်လိမ့်ထွက်ပြီးအဲ့ဒီကောင်ဘဲမှာလဲငါ့ကိုအခုချက်ချင်းခေါ်သွားစမ်းလို့ခိုင်းပါတော့တယ်ယုံကလေးဟာချင်းသိမင်းကိုနှဆိုင်နဲ့ရေရင်းဟောင်းကြီးတစ်ခုစီခေါ်သွားပြီးအဲ့ဒီထဲမှာရှိပါတယ်အရှင်လို့ပြောလိုက်တဲ့ချင်းသိမင်းကရေရင်းထဲကိုငုံကြည့်လိုက်တဲ့အခါရေထဲမှာသူ့ရဲ့အရေးကိုမြင်ပြီးတခြားချင်းသေးတကောင်လို့ထင်သွားပါတယ်သူကဟိန်းဟောက်လိုက်တဲ့အခါရေရင်းထဲကပဲ့တင်တန်ကလည်းပြန်ဟိန်းလာပါတယ်နောက်ဆုံးမှာတော့ချင်းသိမင်းဟာဒေါသတကြီးနဲ့ရေရင်းထဲကချင်းသိကိုတက်ဖို့ခုံချလိုက်ရာကနေရေနစ်ပြီးတေဆုံးသွားပါတော့တယ်။အဲ့ဒီအချိန်ကစပြီးတောထဲကတရိษံလေးတွေဟာယုံကလေးရဲ့ဉာဏ်ပညာကြောင့်အေးချမ်းသာယာစွာနေထိုင်သွားကြရပါတော့တယ်။သင်ခန်းစာလေးကတော့အင်အားထက်ဉာဏ်ပညာကပိုပြီးအစွမ်းထက်သည် Subscribe to my channel.